ရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုတုံးလင်းနေညာဥပိုင်းတွေကစပြီးအလွန်ကြီးမားတဲ့အေယာမဒုံးကြီးတွေဒရုန်းတွေနဲ့ဇက်တိုက်ပစ်ခတ်နေပါတယ်ညာလုံးပေါက်ပစ်ခတ်နေပါတယ်အဲ့လိုပစ်ခတ်ရတာလေပြီးခဲ့တဲ့တနင်္ဂနွေနေ့ကယူကရိန်းနိုင်ငံကရုရှားနိုင်ငံကိုဒရုန်းပေါင်း118လုံးနဲ့ရုရှားရဲ့တိုက်ခိုက်ရေးလေယာဉ်အစီး40ကျော်ကိုဖျက်ဆီးပစ်လိုက်လို့ပြန်လက်တုပ်ပြန်မှုလို့သိရပါတယ်ရုရှားသမ္မတပူတင်ကလည်းအခုပြန်လည်ပြီးတော့လက်စားချေမှုပြန်လည်စတင်ပြီဆိုတဲ့ပုံစံမျိုးစတင်ပြောဆိုနေပါတယ်လက်စားချေမှုပြန်လုပ်ယူမယ်လို့လည်းသူကပြောဆိုတာကိုကြားသိရပါတယ်ပြီးတော့လေပြီးခဲ့တဲ့နေ့ကမနေ့ကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာရုရှားနိုင်ငံနဲ့ယူကရိန်းနိုင်ငံအကြားညှိနှိုင်းမှုတွေဟာရရရေးဆွေးနွေးပွဲကျင်းပခဲ့ပါတယ်အလုံးထင်ထားတဲ့အတိုင်းပဲဘာရက်လက်မှထိထိရောက်ရောက်ထွက်ပေါ်လာခြင်းမရှိပါဘူးဒါပေမဲ့ဒဇကန်လွတ်မြောက်ရေးကိစ္စတော့ညှိနှိုင်းဆွေးနွေးလို့ရသွားတယ်လို့သိရပါတယ်အဲ့ညှိနှိုင်းဆွေးနွေးပွဲမှာဆိုရင်စစ်သားရုပ်အလောင်း12000အလဲအလဲပြန်လုပ်မယ်လို့သိရတယ်ရုရှားဘက်ကရုပ်အလောင်း6000ယူကရိန်းဘက်ကရုပ်အလောင်း6000သူတို့ပြန်လဲလှယ်မှုတွေလုပ်ကြမယ်လို့သိရတယ်ပြီးတော့ဒဏ်ရာရတဲ့လူနာတွေဖျားနာနေတဲ့လူနာတွေစစ်သုံးပန်းတွေကိုပြန်ပို့ပေးတဲ့အပြင်25နှစ်အောက်စစ်သားတွေကိုလည်းပြန်ပြီးပို့ဆောင်ပြီးမယ်လဲလှယ်မယ်လို့သတင်းများအရသိရပါတယ်အဲ့ဒီပြီးခဲ့တဲ့တနင်္ဂနွေနေ့ကယူကရိန်းနိုင်ငံကရုရှားနိုင်ငံကိုအခုလိုဒရုန်းတွေနဲ့တိုက်ခိုက်ရတဲ့ဖြစ်စဉ်ဖြစ်ပေါ်လာခြင်းတိုက်တဲ့ဆိုင်ခံအဲ့ဒီနေ့မှာပဲဘာနေ့လဲဆိုတော့ရုရှားနိုင်ငံနဲ့ယူကရိန်းနိုင်ငံတို့25နှစ်မြောက်ဘူဒါဘတ်နားလည်မှုစာချုပ်လာလက်မှတ်ရေးထိုးတဲ့နေ့ပဲဖြစ်ပါတယ်ဘူဒါဘတ်စာချုပ်လာလက်မှတ်ရေးထိုးတယ်ဆိုတာကအရင်ယူကရိန်းနိုင်ငံကဆိုဗီယက်ယူနီယံခေတ်တုန်းကသူတို့ဟာရုရှားနိုင်ငံနဲ့တဖွဲ့တည်းဆိုဗီယက်ယူနီယံအဖြစ်ရှေ့ရာကနေနိုင်ငံအဖြစ်ခွဲထွက်တဲ့အခါယူကရိန်းနိုင်ငံကိုရုရှားနိုင်ငံကဘယ်တော့အခါမှစစ်ရေးရကျူးကျော်မှုတွေမပြုတ်လုပ်ဘူးဆိုတဲ့ကတိကိုအဲ့ဒီအချိန်တုန်းကရုရှားနိုင်ငံကပေးခဲ့ပါတယ်အဲ့လိုပေးခဲ့တယ်လို့ပဲယူကရိန်းနိုင်ငံဘက်ကလည်းပြန်ပြီးတော့သဘောတူညီမှုတွေပြန်လဲပေးဆက်ရပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့ယူကရိန်းနိုင်ငံဘက်ကဒါဇင်နဲ့ချီတဲ့ဘုံကျဲလေယာဉ်တွေပြီးတော့နျူကလ িয়ার ထိပ်ဖူး2000ကျော်လောက်ပါတဲ့ထိပ်ဖူးတွေပြီးတော့တိုက်ချင်းပစ်ဒုံးကျည်တွေ ICBM လို့ခေါ်တဲ့တိုက်ချင်းပစ်ဒုံးကျည်186စင်းတို့ကိုရုရှားနိုင်ငံကိုပြန်လည်ပေးအပ်ဘာလို့ပေးအပ်ရလဲဆိုတော့အဲ့ဒီအချိန်တုန်းကဆိုဗီယက်ယူနီယံရှိတဲ့အချိန်တုန်းကယူကရိန်းနိုင်ငံဟာရုရှားနဲ့တဖွဲ့တည်းတနိုင်ငံနဲ့ဖြစ်နေတဲ့သူ့ရဲ့ပြည်နယ်အဖြစ်နဲ့ရှိနေတဲ့အချိန်တုန်းကဥရောပနိုင်ငံနဲ့အနိကဆုံးရှိတဲ့နေရာဟာယူကရိန်းနိုင်ငံပါအဲ့ယူကရိန်းနိုင်ငံရဲ့အချိန်မှာ Black Sea ဆိုတာရှိပါတယ်အဲ့ Black Sea နားမှာပတ်ချလဲမှာနျူကလ িয়ার ထိပ်ဖူးတက်ထားတဲ့ဒုံးကျည်တွေရေကုန်သင်္ဘောတွေတိုက်ခိုက်ရေးလေယာဉ်တွေနဲ့အခြားအဖိုးတန်တဲ့လက်နက်တွေတိုက်ချင်းပစ်ဒုံးကျည်အဲ့ဒါတွေအများအပြားထားခဲ့ပါတယ်နိုင်ငံခွဲထွက်သွားတဲ့အခါမှာအဲ့ပစ္စည်းတွေအများကြီးကျန်ခဲ့ပါတယ်ဒါအပြင်ရုရှားနိုင်ငံရဲ့ရေနံတင်ပို့မှုနဲ့ဓာတ်ငွေ gas တင်ပို့မှုပိုက်လိုင်းဟာလည်းယူကရိန်းနိုင်ငံနဲ့ဖြတ်ပြီးမှဥရောပကိုသွားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်အခါတုန်းကယူကရိန်းနိုင်ငံကိုပေးလိုက်တဲ့အချိန်မှာသူတို့ကအဲ့ပစ္စည်းတွေလက်နက်တွေဒုံးကျည်တွေနျူကလ িয়ার တွေရှိနေသူတို့နိုင်ငံကိုတစ်ချိန်ကျရင်ထိတ်ချိတ်ကြောက်ဖို့ပြန်ဖြစ်လာမှာဆိုလို့ငါတို့တော့မင်းတို့ကိုမတိုက်ဘူးဘယ်တော့ခါမှကျူးကျော်စစ်မလုပ်ဘူးမင်းတို့ပစ္စည်းတွေလက်နက်တွေမင်းတို့ရှိမှရှိတဲ့ဟာတွေငါတို့ကိုပြန်ပေးဆိုတောင်းတဲ့ခါမှာယူကရိန်းကလည်း okay ဆိုသဘောတူလက်မှတ်ထိုးပြီးအဲ့ပစ္စည်းတွေအကုန်ပေးလိုက်ပါဒါပေမဲ့ရုရှားကဂရိမတီးပါဘူးပြီးတော့ခရိုင်းမီးယားဒေသကိုတက်သိမ်းတယ်အခုယူကရိန်းရဲ့နိုင်ငံရဲ့20%လောက်တက်သိမ်းတော့ပါတယ်အဲ့ဒါလိုဖြစ်တဲ့အချိန်မှာဒီယူကရိန်းသမ္မတဇာလက်စကီကသူတို့နိုင်ငံအတွက်လုံခြုံမှုစိတ်မချရတဲ့အချိန်ရယ်ပြီးတော့ရုရှားရဲ့ဂတိမတိမှုတွေရဲ့ကြောင့်သူတို့ကစောနာပြောသူဒီအမေရိကန်ရှီကနေပြီးတော့အခုကြီးသွားတောင်းပါတယ်အဲ့ဒီအခါမှာအခုလက်ရှိသမ္မတဖြစ်တဲ့ထရန့်ကဒီကူညီမှုနဲ့ပတ်သက်ပြီးလက်နက်ကူညီမှုတော့မပေးဘူးဒါအဲ့ဒါဆိုရင်ငါတို့အတွက်အာမခံချက်ပေးနိုင်တဲ့ငါတို့အတွက်လုံခြုံမဲ့အာမခံချက်တစ်ခုခုတော့လိုချင်တယ်ဆိုတော့တောင်းပြီးပဲအဲ့ဒါလည်းမပေးနိုင်တဲ့အတွက်ကြောင့်
ဇာလန်စကီနဲ့အမေရိကန်သမ္မတထရန့်တို့အစင်မပြေဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်အခုလိုဖြစ်ခဲ့ရတဲ့ကိစ္စမှာလည်းစောနကပြောသလိုစစ်ပွဲတွေတောက်လျှောက်ဖြစ်နေရခြင်းကိစ္စမှာလည်းအဲ့ဒီအချိန်တုန်းကရုရှားကကျူးကျော်လာတဲ့အချိန်မှာဒီဇာလန်စကီကိုမင်းထွက်ပြေးခြင်းငါတို့ဘယ်နိုင်ငံတွေကိုလာခဲ့ပါထွက်ပြေးခဲ့ပါလို့ပြောတဲ့အချိန်မှာဇာလန်စကီကငါမပြေးဘူးငါ့ကိုလက်နဲ့ပဲပြီးငါပြန်တိုက်မယ်ဆိုပြီးတော့ငါပြည်သူတွေအတွက်ငါပြန်တိုက်မယ်ဆိုပြီးတော့သူ့ရဲ့စိတ်တက်ကြောင့်သူ့ရဲ့ပြတ်သားတဲ့စကားကြောင့်အဲ့လိုလက်နဲ့အကူအညီတွေရရှိခဲ့တာပဲဖြစ်ပါတယ်ပြီးတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာလေးတစ်ခုကအဲ့ဒီအချိန်တုန်းက drone တွေနဲ့တိုက်ခတ်တဲ့အချိန်မှာဒီရုရှားနိုင်ငံမှာရှိတဲ့ကားတွေကို truck ကားကြီးတွေကိုအဲ့ဒီမှာရုရှားနိုင်ငံမှာရှိတဲ့ယူကရိန်းပြည်သူတအူးကရုရှားနိုင်ငံသားခံယူထားတဲ့ယူကရိန်းပြည်သူက truck ကားတွေကိုများစွာဝယ်ယူပါတယ်ပြီးတော့အဲ့ truck ကားတွေထဲမှာ driver တွေကိုငှားရမ်းပြီးတော့မောင်းခိုက်ပါတယ်အဲ့ဒီပေါ်မှာဆောနာပြောသလိုတက်သားကွန်တိန်နာတွေတင်ပြီးတော့မောင်းခိုက်ပါတယ်အဲ့ဒီကားသမားတွေကလည်းဗာပစ္စည်းပါမှန်းကိုမသိပါဘူးသူတို့အဲ့ဒီလိုမျိုးနီးနဲ့ဝင်ရောက်ပြီးတော့အဲ့ဒီနောက်ချစ်ကပ်တာပဲဖြစ်ပါတယ်ပြီးတော့ရုရှားနိုင်ငံရဲ့လေဆိပ်တွေဟာဒီအရေးကြီးတဲ့ဒီလိုလေယာဉ်တွေရှိတဲ့တိုက်ခိုက်ရေးလေယာဉ်တွေရှိတဲ့လေယာဉ်ကွင်းတွေဟာယူကရိန်းနိုင်ငံနဲ့အလွန်ဝေးတဲ့နေရာမှာထားတာပါ။ဘာဖြစ်လို့လဲဆိုတော့ယူကရိန်းနိုင်ငံကနေပြီးတော့ဒီမစ်ဆိုင်ဒုံးကြီးတွေနဲ့လှမ်းပစ်ထိနိုင်မှာဆိုလို့တော်တော်မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှာဒီလေဆိပ်တွေကိုထားရှိတာဖြစ်ပါတယ်။ဒါနောက်ဥရောပနိုင်ငံတွေနဲ့အမေရိကန်တို့ကထောက်ပံ့ပေးထားတဲ့ဒုံးကြီးတွေဘယ်နာအထိရောက်နိုင်လဲဆိုတော့ရုရှားအသိပါတယ်။ဒါကြောင့်မလို့အဲ့ဒါနဲ့အလွန်ဝေးတဲ့နေရာမှာဒီလေဆိပ်တွေကိုထားရှိတာဖြစ်ပါတယ်။ဘလို့မှသူတို့ဘလို့မှထိခိုက်နိုင်မယ်မဟုတ်ဘူးလို့လည်းယုံကြည်ထားကြပါတယ်ဒီနေရာကိုလည်းဘလို့မှတုံးကြီးတွေပြစ်မရောက်နိုင်ဘူးလို့ယုံကြည်ထားပါတယ်လေကြောင်းကာကွယ်မှုတွေလည်းလေကြောင်းရန်ကာကွယ်မှုတွေလည်းများစွာပြုလုပ်ထားပါတယ်ဒါပေမဲ့အခုအချိန်မှာမထင်မှတ်တဲ့အတိုင်းကားပေါ်ကိုကွန်တိန်နာတင်တက်သားကွန်တိန်နာထဲမှာ drone တွေတင်ပြီးတော့လေစိမ့်နားမှာသွားပြီးတိုက်ခိုက်တဲ့ drone နဲ့တိုက်ခိုက်မှုဖြစ်ပါတယ်10မိုင်ကြော်လေးသာမောင်းလို့ရတဲ့ drone တွေနဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ် drone တွေကလည်းတာမန်အပေါ်စား drone လေးတွေနဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ပြီးတော့နောက်သုံးသပ်စရာတစ်ခုကဂျမ်ဘာတွေမရှိဘူးလားအဲ့ဒီစိတ်ပြီးတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဒီလေချောင်းရံကာကွယ်မှုတွေရေဒါတွေမရှိဘူးလားဆိုတာစဉ်းစားစရာရှိပါတယ်အဲ့ဒီအချိန်တိုက်ခိုက်မယ်ဆိုတဲ့အချိန်တုန်းကယူကရိန်းနိုင်ငံကသူတို့ဟာတစ်ဖက်ကမစ်ဆိုင်းဒုံးကြီးတွေနဲ့ drone တွေနဲ့သူတို့နေစမ်းမှာဟန်ပြတဲ့အချိန်မှာဟန်ပြနေပါတိုက်ခိုက်မယ်ဆိုတဲ့ဟန်ပြမှုတွေပြုလုပ်တဲ့အချိန်မှာရုရှားနိုင်ငံကအဲ့ဒီဘက်ကိုဒီလေချောင်းရံကာကွယ်မှုတွေနဲ့မစ်ဆိုင်းဒုံးကြီးတွေကိုကာကွယ်နိုင်ဖို့အတွက်တိုက်ချင်းပြဒုံးကြီးတွေကအစအစင်းသင်းအဲ့ဘက်မှာရေဒါတွေကအစအစင်းသင်းပြင်ဆင်ထားပါတယ်အဲ့လိုပြင်ဆင်ထားတဲ့အချိန်မှာအနောက်ဘက်ကနေလှည့်လာပြီးလေချောင်းရံကာကွယ်မှုညှော်နေတဲ့နေရာမှာဝင်ပြီးတော့တက်ခတ်ခဲ့တာပဲဖြစ်ပါတယ်သုံးခဲ့တာကလည်းအဲ့ဒီအချိန်တုန်းကဘယ် frequency ဘယ် internet စနစ်ကိုသုံးခဲ့လဲဆိုတော့တယ်လီဖုန်းရုရှားနိုင်ငံမှာသုံးနေတဲ့ဆက်သွယ်ရေးကွန်ရက်ကဖုန်းဆက်သွယ်ရေးကွန်ရက်စနစ်ကိုဝင်သုံးခဲ့တာပဲဖြစ်ပါတယ်အဲ့စနစ်ကိုသုံးပြီးတော့ဝင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာရုရှားနိုင်ငံမမျှော်လင့်တဲ့တိုက်ခိုက်မှုကိုခံလိုက်ရတာပဲဖြစ်ပါတယ်အဲ့လိုတိုက်ခိုက်မှုလည်းပြီးတော့ရောရုရှားယူကရိန်းသမ္မတဇာလန်စကီကဘာပြောလဲဆိုတော့တစ်ချိန်လုံးကအိမ်ပြူတော်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အချီအချစကားများခဲ့တဲ့အချိန်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘာပြောကြလဲဆိုတော့မင်းမှာဒီစစ်ပွဲကိုရပ်နိုင်တဲ့ကတ်မရှိဘူးလို့ပြောခဲ့ပါတယ်ကတ်ဆိုတာဖဲသမားတွေသုံးတယ်လို့မျိုးဒီလိုရှိုးပြနိုင်တဲ့ကတ်အနိုင်ရနိုင်တဲ့ကတ်မျိုးမင်းမှာမရှိဘူးငါမှရှိတယ်လို့ငါမှအဲ့ဒီစစ်ပွဲကိုထိချုပ်နိုင်တဲ့ကတ်မျိုးရှိတယ်လို့ပြောခဲ့ပါတယ်ယူကရိန်းမှာမင်းဇာလန်စကီမင်းမှာအဲ့လိုမျိုးကတ်မရှိဘူးလို့သူကအဲ့ဒီအချိန်တုန်းကပြောခဲ့ပါတယ်အခုအချိန်မှာဇာလန်စကီကလူမှုကွန်ရက်မှာငါမှအခုကတ်တကတ်ရသွားပြီကတ်တကတ်ရှိသွားပြီလို့လူမှုကွန်ရက်မှာတင်ထားတာကိုတွေ့ရှိရပါတယ်ခင်ဗျာနောက်ဆုံးရရှိတဲ့သတင်းများအရTU-95 တိုက်ခိုက်ရေးလေယာဉ်ဟာ28စင်းပျက်စီးသွားတယ်လို့သိရပါတယ် TU-95 လေယာဉ်ဟာဆိုရင်ဒီမစ်ဆိုင်းဒုံးကြီးတွေအပြင်နျူကလ িয়ার ဒုံးကြီးတွေကိုပါတင်ဆောင်နိုင်တဲ့လေယာဉ်အမျိုးအစားပဲဖြစ်ပါတယ်ပြီးတော့ TU-160 ၄စီး TU-22M3 2စီးပျက်စီးသွားတဲ့အပြင် A50 လေယာဉ်တချို့လည်းပျက်စီးသွားတယ်လို့နောက်ဆုံးသတင်းအရသိရှိရပါတယ်မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့သုံးသပ်ချက် Military Balance 2025ရဲ့သုံးသပ်ချက်အရဆိုရင်
ရုရှားမှာ Tu-22M3 တိုက်ခိုက်ရေးလေယာဉ်ဟာ55စင်းရှိတယ်လို့သိရပါတယ် Tu-95တိုက်ခိုက်ရေးလေယာဉ်ဟာ58စင်းရှိတယ်လို့သိရပါတယ်ဒါကြောင့်မလို့ Tu-95တိုက်ခိုက်ရေးလေယာဉ်ကတော့တဝက်လောက်ကျော်နေသွားတဲ့သဘောမျိုးရှိပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ဒီလိုတိုက်ခိုက်တာဟာအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့သူတို့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်တိုက်ခိုက်ရေးလေယာဉ်ပေါင်းရုရှားနိုင်ငံမှာရှိတဲ့တိုက်ခိုက်ရေးလေယာဉ်ပေါင်းရဲ့34%လောက်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ထုတ်ဖော်ပြောကြားခဲ့တာလည်းသိရှိရပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုရင် subscribe နဲ့နောက်ကြည့်လို့ရအောင် notification ခေါင်းလောင်းလေးနှိပ်ပေးထားပါခင်ဗျာအားလုံးကျမ်းပါပြီးရန်သူမျိုး၅ပါးအနေနဲ့ကကင်းဝေးကြပါစေခင်ဗျာ